ခြေပေါ်လို့ဘယ်လိုခြေပေါ်လို့ဘယ်လိုဘာပြောတယ်မမြတ်ခိုင်ရွှေသမင်ဘေကထွက်မင်းကြီးတာကထွက်မိမ့်မပြက်ဘေကထွက်တေးလေးစီကထွက်ဆိုတဲ့ဆောင်ဖို့အတိုင်းငါမှရှိတဲ့တိတ်ခါတွေကိုမင်းချလိုက်တာလားမဟုတ်ပါဘူးကိုရဲ့ညီမတို့ရဲ့မိသားစုအခြေအနေကိုအကိုမြင့်မှာအမေဆိုရင်အခုအိပ်ရတယ်မှာပန်းနာရင်ကြယောဂနဲ့မထားနိုင်ပါဘူးကိုရဲ့အဖေမရှိတဲ့နောက်ပိုင်းမှာညခိုင်တို့မိသားစုတွေဟာတော်တော်လေးအခြေအနေဆိုးဝါးနေပါတယ်ရက်တီမှုခိုင်အောင်ဇီယုံမြန်တော့လေတနေ့အမေအတွက်ဆေးဖို့နဲ့မောင်လေးတွေရဲ့အကြောင်းစီအတွက်ကြောင့်အရင်မှပြုတ်လာပါပြီကိုအိမ်ကြီးကြောင့်ပတ်ဝန်းကျင်မှာကျွေးတည်ုံမကဒီနေ့ဆိုစားစရာတော့မရှိတော့ပါဘူးကိုရဲ့ကဲပါညီမလေးမငိုပါနဲ့အကိုဟာဘဝချင်းကိုချင်းစာတတ်တဲ့လူတယောက်ပါဒါပေမဲ့ညီမလေးပြောသလိုညီမနဲ့မောင်လေးဘဝကိုငှက်ပြီးညီမဘဝပြည့်အောင်ဆောင်ရွက်ပေးပါဆိုတဲ့စကလုံးကိုအကိုဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးမဖြစ်နိုင်ခွင့်လွပါခွေညခိုင်ကိုခွင့်လွပါကြောင်သိတဲ့ချင်းနဲ့ဟိုဒီမောင်လေးနဲ့မကြမ်းမာနေတဲ့မိခင်ကိုယုံခဲ့ပြီးလူအတဲ့ငွေကြီးကိုအရှင်နဲ့ပဲလဲယူရစီကိုအနေနဲ့ဆောင်ရွက်ရောက်နေများစိတ်ချတော်ပြီဆက်ငါလက်ဖွားကနင့်ပါပေါ်ကိုမဖိတ်ခေါ်ပဲရောက်လာလိမ့်မယ်နင်သိထားဖို့ကကံကောင်းဆိုတဲ့ကောင်းဟာဘဝမွဲလူဒန်းစားပြောမယ်အစားအချစ်မခိုင်သေးတဲ့နင်တို့ငါတို့လူဟာတိတ်ချင်းတည်သွားစမ်းပါစေဟာဒီမှာဘိုက်စာနေရင်ပါလှီးကျွေးမြရေတောက်ချင်သွေးဖောက်တိုက်အမြင့်ပေါ်တက်ချင်ဟောဒီပခုံးနဲ့ထမ်းတင်ပေးမယ်ငါအသက်ထင်ရှားနေသည်ဘဝတူလူဒန်းစားအပျက်စီးလုံးဝမခံနိုင်ဘူးပျက်စီးခြင်းငါဘဝကိုငါပျက်စီးခံမယ်နင်နားလေလားရော့ဟောဒီမှာလောလောဆယ်ငွေ30ယူထားလိုက်ငါဖြစ်ချင်းမြင့်နဲ့မုံမြက်တဲ့အချိန်မဲ့လူဒန်းစားတွေဟာခံယူချက်ရည်ရွယ်ချက်ကိုမှန်ကန်တဲ့ဘက်ကဥတီထားစီခြင်းမိမိအတွက်အတိုင်းပြည်အတွက်အဖို့တန်အောင်လူဘဝကိုအလှဆင်အောင်ဖန်တီးဖို့ကနင်တို့ငါတို့တောင်းသိလားကိုရဲ့မုံမြတ်တဲ့ခံယူခြင်းနဲ့တန်ရှင်းစင်ကြယ်တဲ့စေတနာကိုမြတ်ခံလေးစားပါလေကိုဒါပေမဲ့ကိုရဲ့ကျွေးနေစာကိုမြတ်ခိုင်မယူပြစီနေအော်တဲ့ခက်ပါလားမမြတ်ခိုင်ဟာငါကူညီမှုကိုနင်လက်ခံစားမှာဟာလက်ခံစားမှာနင်တိထားဖို့ကဒုနိုင်ငံကြီးပျက်စီးသွားရင်လူအင်အားငွေအင်အားလက်နဲ့အင်အားနဲ့စောက်တီလို့ရခြင်းရသွားမယ်အေးဒါပေမဲ့နင်တို့ငါတို့လူသားတိုင်းတို့ရဲ့အကျင့်နဲ့ဇာရိတကိုကျင့်တရားပြတ်သွားတယ်ဘယ်အရာနဲ့မှပြုပြင်စောက်တီလို့မရဘူးဆိုတော့နင်မြဲမြဲမှထားဒါပဲလူသားအချင်းချင်းတွေတူနဲ့တူဒုက္ခရောက်ရင်တူကတရားတော်နည်းနဲ့ကိုညီရမယ်တောင်းရှိတယ်ဆိုတာနင်နားလေထားစမ်းမှာငါကိုညီတာကိုနင်လက်ခံလိုက်စမ်းမှာမြတ်ခံရဲ့လက်ခံလိုက်စမ်းမှာအေးလောကရန်တရားကိုဘယ်သူမှရင်ဆိုင်လို့မရဘူးဆိုတာမရှိပါဘူးဂျေဆုတင်လိုက်တာကိုဘလို့လဲกว่าတေးလေးอ่ะဒီညစိုက်ကားနင်းရတာမဟန်ဘူးစောစောပြန်มาနဲ့တူတယ်လက်ကိုမီလူသွားလူလာလည်းမရှိဘူးဆိုတော့ပြန်မဲရှိတော့မှာပေါ့ခင်ဗျပြန်ချင်းပြန်လေ
ကျုပ်ကတော့လူရရမရရပန်းစုံလာပဲလှည့်ပြီးတော့ညငက်တွေရဲ့အခြေအနေကိုလေ့လာလိုက်အောင်ဟုတ်လား ခမည်းလဲတညငှက်တွေစီကဗိုလ်ကြလို့ရတဲ့ငွေတွေဘယ်ရောက်ကုန်လဲခမည်းကြည့်လိုက်ရင်ဒီဝစားနဲ့ဒီပုံစံကားကိုမတက်တော့ဘူးခမည်းနေရာမှာကျွန်တော်သာဆို စင်လှဖို့တဲ့အချင်းလှဖို့ကအဓိကဗျာလွယ်နဲ့ရတဲ့ငွေကိုလွယ်နဲ့သုံးပြတာမဆမ်းပါဘူးကံကောင်းဆိုရဲ့ကံဟာဒီနေ့အတွက်ပဲတာဝန်ယူပြီးစူးစမ်းရှာမနှက်ဖြန်အတွက်ဖရာသခင်ကတာဝန်ယူပြီးကံတရားနဲ့ကြမ္မာမင်းကကံကောင်းဆိုတဲ့ကောင်ကိုပြန်ပြီးခိုင်းစီလိမ့်ပြီတာခင်ဗျာ ဟာတဲဆိုတဲ့စာပါလားဘယ်စာအုပ်ဖတ်ပြီးပြောတာလဲ စာရီဆိုတာအတွေ့အထိနဲ့ကပီးထိုးထားတယ်နှလုံးသားတွေကပေါက်ဖွာလာစတ်ခုခံစားချက်ဆိုတာခံစားသူရဲ့နှလုံးသားမှာပေါက်ဖွာလာပြီးစာအုပ်ထဲရောက်တာရှိတ်စပီယာကပြောတဲ့စကားကိုငါအိတ်ထဲမှာပိုက်ဆံမရှိရင်တလောကလုံးဘယ်သူမှမရှိဘူးဆိုတဲ့စကားဟာသူ့အတွက်ဖြစ်ချင်ဖြစ်မှန်လိမ့်မယ်ငါအတွက်ကတော့ငါမှာပိုက်ဆံမရှိရင်မရှိစင်ရသာလူဒန်းစားအဖို့တော့ဒုက္ခရောက်လိမ့်မယ်ရောက်လိမ့်မယ်ဟာမင်းစကားဘလို့လဲကွာကြီးကျယ်လာကြီးလားနည်းနည်းရှင်းစမ်းပါဦး ဟာဒီလိုပေါ့ဗျာကျုပ်လက်ထဲမှာပိုက်ဆံရှိရင်မရှိတဲ့လူတွေကိုလိုအပ်ချက်တွေကိုအားလုံးဖြည့်ဆည်းပေးတယ်ထမင်းစားစရာမရှိရင်စောင်ဝယ်ပေးတယ်ကြောင်းမတက်နိုင်တဲ့ကလေးတွေကိုကြောင်းထားပေးတယ်ဒါကိုကျုပ်ကဂုံယူပြီးပြောတာမဟုတ်ဘူးနော်မဟုတ်ဘူး လေးစားပါရယ်ကွာမင်းကိုတက်နောက်တာပါ လေးစားရင်ငါပြန်နေ6ရော်တယ်ဟုတ်လားဟိုမှာအချင်းမိထားတယ်အချင်းကြီးမိထားတယ် စီစဉ်ကသူတို့တော့ထဲလာ ဟုတ်တယ်မိုးလေးနဲ့ငါတရားတောင်းခဲ့တယ်ဒီ40ယူနော်မ60စားမယ်ဒါပဲ ဟာနေရလဲဟာငါငွေလုံးနေရအောင်ဆောင်ငါ့ကိုနည်းနည်းပို့ပေးစမ်းပါဟာ ဟာနင်ကဟိုကောင်းလေးစီမိစဉ်ကြည့်ပြီထပ်ချင်းရပါတယ်ဟာကဲလာချင်းရှိဟိုမှာစောင့်နေတယ်လာသွားမယ် အေး ကဲဘော်လာတို့ကြိုက်ပြီလား အေးကြိုက်ပြီကဲလာညီမလေးဟိုကားပြာလေးပေါ်တက် ဟုတ်ကဲ့ လူကြီးပြီးအထင်မစီးတဲ့လူအသက်ရည်ကိုမှမထောက်တင်းငယ်ကိုခြေတစ်ဖက်လှမ်းနေတာတော့မှအခုထက်ထိမကိစ္စအကုန်သေးဘူးအော်လူတွေဟာဒီလေကတော့အချိန်ကိုမှန်နေတာပဲဟဲ့တဲမောဆိုင်ဖို့10မိနစ်အလိုဆိုစိတ်ကန်းကိုတီးကြတာရောက်တာအမှန်ပဲအလိုပြီးရင်ပြက်ပြောက်မဲ့ပြောက်တစ်ခါနဲ့ပြောက်သွားတာပဲ ဘာကိုပြောနေတာလဲဗျ ချားမဟုတ်ဘူးတေလေရေငယ်ရွယ်နဲ့စီးပွားရေးနယ်ပယ်မှာပတ်စံရမယ်ဆိုရင်အောက်ခြေတစ်ပြက်စီးလဲတာအစတခုမကြံဆက်နဲ့ဝင်လောက်တဲ့မင်းကိုချီမုန်းကန်းဖွင့်နေတာကွာ ဒါပေါ့ဗျာဘဝဆိုတာလင်းနာများလို့လေချောင်းမသိရင်ခုံစွာသွားနေရတယ်လေချောင်းသိရင်တော့အစင်ကိုပြေးနေလို့မဟုတ်ဘူးလား ဟုတ်ကဲ့ပြီးတော့မှဆရာကြီးရေဆက်ပြောပါဦး ဒီလိုလေဗျာသမုတ်တရားဝမ်းဆိုတာရှိတဲ့လူတွေဟာအစိုးနဲ့အကောင်နှစ်မျိုးစလုံးကိုသုံးပြီးဒီဘိုက်တက္ကနာကိုရှင်းနေရတယ်ဒီတော့စဉ်းစားရမှာကတာရှိဘဝမှာရေရှည်ရက်တည်အောင်အကောင်ဖြစ်တဲ့တမာအာဇီဝအလုတ်လုံနဲ့လုတ်ကန်စားတော့ရမယ်ဒါကြောင့်ကျုပ်ဆိုတဲ့ကောင်ဟာတပြက်စီလဲမြူနစ်စပယ်လုပ်ငန်းတွေကမချမ်းအကုန်လုပ်တယ်အလုတ်ဆိုတာဂုံရှိစွာတဲ့မဟုတ်ဘူးလား ဟုတ်ကဲ့နားထောင်နေပါတယ်ခမညာတငယ်စကားအသက်ကြီးကြတဲ့ ဒီတော့လမ်းတကာလဲပြီးခြေတလုံးအိမ်ကြိုင်နဲ့တေးပေးပျက်စီးနေမယ်အစားကိုဘဝရက်တီအောင်လို့တမအာဇီဝလုပ်ငန်းနဲ့အသက်မွေးပြုဖို့အတွက်ဘဝရဲ့တာယာဖို့အတွက်ဖန်တီးရမယ်ကျွန်တော်ရဲ့တာဝန်
ကျွန်တော်ပြောတာလက်ခံစားမှာဦးလေးဘာဖြစ်လာတာလဲမျက်စိမျက်နှာလည်းမကောင်းဘူးပါဘူးဒီကနေ့အိမ်ကမိမနဲ့စကားများပြီနဲ့တူတယ် မိမနဲ့မဟုတ်ပါဘူးကွာကလေးတွေနဲ့ကလေးတွေနဲ့ ဗျာကလေးတွေနဲ့ဟုတ်လား ဟုတ်တယ်ရှက်လက်ရှက်ပါလေရှက်လက်မရှက်ပါဘူးဆိုပါကလေးတွေကိုကြောင်းထားပြီးကြောင်းစာအုပ်ကိုမပေးနိုင်ကြောင်းမတပည့်ငါ့ကိုစန္ဒပြနေကြတယ်လေ ဩဒါများဗျာဥအနေနဲ့ကာယညာဏလှုပ်အားနဲ့မတော့မစားပဲကြောင်းထားနိုင်တာကိုဂုဏ်ယူစရာပါကလေးတွေကပြောမယ်သာပြောတာပါဗျာမတိနားမလဲတဲ့ကလေးတွေကိုဘေမီစားမှနဲ့ကဲရော့ ဟာဒီလေဆယ်ရံတွေတစ်ထပ်ကြီးပါ မများပါဘူးဗျာ10ရက်ထဲပါယူပါဗျာယူပါကျွန်တော်ရဲ့လှုပ်အားနဲ့ပေးတာကိုလက်ခံစမ်းပါဗျာ ယူပြစီနဲ့ကွာမင်းမာက ကျွန်တော်ကတကောင်ကျွဲ့တမျက်နှာပူစရာမလိုဘူးဥတို့လိုရိုးသားစွာရှာဖွေစားတောက်နေတဲ့လူဒန်းစားတွေအတွက်ပေးကမ်းတာကိုတော့ကျွန်တော်ကျင့်တတ်တယ်ယူပါဗျာယူစမ်းပါ အိုး sorry ပဲနော် ဗျာအစောကြီးမဟုတ်ပါဘူးဗျာအခုမှ2 နာရီပဲရှိသေးတယ် ပြီး ဘာရှင်ကျမက sorry ပဲလို့အင်္ဂလိပ်လိုပြောတာ ။အော်သိပါဘူးဗျာ။ကျုံနာထဲမှာအစိုးကြီးပဲကြားလို့ ဘယ်လိုတိုက်ဘဲမှလည်းမသိ ဗျာဒိုက်ဟုတ်လားဆိုခမရအမိုက်ပေါ့ ရှင်ရိုက်ဟိုက်လား မရိုင်းပါဘူးဗျာလုံးဝမရိုင်းပါဘူးခမရကကျုပ်ကိုတလိษံနဲ့နှိုင်းတယ်ကျုပ်ကလည်းတလိษံနဲ့ပြန်နှိုင်းတယ်မဆန်းပါဘူးဗျနှစ်ဦးနှစ်ဖက်တူညီမှုပေါ့ဟုတ်ဘူးလားဒါနဲ့ခမရတော်တော်လှတယ်နော် ရှင် မရှင်းနဲ့လေခမရတို့မိမတိတ်လှနေပြီးကျုပ်တို့ယောက်ျားလေးတွေရှိကဖြတ်သွားတာအကြောင်းမဟုတ်ဘူးခမရတို့ကြည့်ပြီးညညဆိုအဲ့လိုမရဘူးဗျတိတ်ဆိုင်တာဗောဗျာတိတ်ဆိုင်တာဗောဘယ်နဲ့မင်းကလေးတွေအလှပါကျုပ်တို့အတွက်အားစီးဗျအားစီးအဲ့ဒီအားစီးကြောင့်လေညညဆိုဗျာမျက်လုံးကြောင်ပြီးအဲ့လိုမရဘူးကျွန်တော်ပြောတာဂျုံစမ်းပါဗျာဟောကားလာနေပြီဖြစ်နေတော့ကားစီးပါလားဗျာ အိုးရှင်နဲ့ကျမဘာဆိုင်လို့လဲအချိန်မရှိဘူးဖဲပါသွားမယ် ဟာပါသွားပြီဟောလက်ဆက်တတ်တော့အမျိုးသမီးကကပိုင်းနိုင်ကိုအေးပေါ်လေဒီတခါတော့မင်းအလှအပေါ်ငါရင်မှုမိသွားလို့မင်းကတာသွားပြီပေါ့ဟွန်းတနေ့တော့တွေ့ရအောင်မှာပေါ့ကွာ ကျုံမပြေးပါဘူးပြေးတာဟိုမှာဗျာပြေးတဲ့လူကပြေးတယ်လိုက်တဲ့လူကလိုက်တယ်ပြီးတော့ကျုပ်ကိုလက်ထိတ်ခတ်လိုက်တယ်ကောင်းတယ်အားလုံးကောင်းတယ်ဗျာအားလုံးကောင်းတယ် အားလုံးကောင်းပါလေ ဟဲ့စကားမရှိနဲ့လာသွားမယ် အော်လူတွေဟုတ်ကဲ့ကျွန်တော်တို့အားလုံးအစင်းနဲ့ရေးပြီးပါလက်မှတ်ထိုးရုံပါပဲအတရားခံကတော့ထုံးစံအတိုင်းသူလုပ်တာမဟုတ်ဘူးပေါ့ဗျာမရှိတဲ့လူပြေးတဲ့လူတွေကိုအပြစ်တင်ပြီးသူ့ကိုယ်သူအလွတ်ယုံဖို့ကြိုးစားတော့မယ် တော်တော်မိုက်ရိုင်းနဲ့ကောင်းပါလားတရားခံကိုတွေးခွင့်ရှိရင်တွေးပြရစီ ဟောတွေ့ရပါတယ်ရဲဘော်မောင်ဆန်းဆရာတရားခံကိုထုတ်ခဲ့လား ဟင်မင်း ဟုတ်ကဲ့ကျွန်တော်နာမည်ကန်ကောင်းပါအိုးညအချိန်မတော်ကြီးဘယ်လိုအကြောင်းမှရှိလို့လဲမောင်ရင် ဟောမှာကျွန်တော်အကိုတယောက်မူကြီးလဲနေလို့အတော်ချင်းနေဆွနေပါလမ်းကြုံရင်မြို့ထဲကစီကန်းတစ်ခုကိုလက်ခဲ့ပြစီဗျာ အော်ဒါလားရပါလေကွယ်
ဦးလည်းမြူတဲ့သွားမှာပါကြုံပါလေ ဟုတ်ကဲ့ကျေးဇူးပါပဲဒါကိုကျွန်တော်မနိုင်လို့နည်းနည်းတော့ဝိုင်းပြီးမပေးစမ်းပါ အေးကောင်းပြီလေ နည်းနည်းလေးမှမလုံးနဲ့အော်ဖို့ဟစ်ဖို့ခုခံဖို့စူးစမ်းမယ်မကြမ်းနဲ့ ဒါကဘာသဘောလဲကွာ အေးဓမြတိုက်တာရင်ကြီးကြီးထပ်ပြောရရင်ကျွန်တော်တို့ဆေးဘိုးဝါဘိုးရံပုံငွေတောင်းခံတာပါပဲရှိတာပါတာအကုန်ထုတ် အေးပေါ်လေးမင်းတို့ကပိုင်နေတဲ့အကြံနဲ့လက်ဦးသွားပြီဆိုတော့ဘာတတ်နိုင်မှာလဲပစ္စည်းဥစ္စာတန်ဖိုးတဲ့ငါအသက်တန်ဖိုးကအဓိကကျနေတော့ပေးရမှာပေါ့ကွာ ပေးစရာမလိုပါဘူးမလိုပါဘူး မင်းဘသူလဲဘဲကလဲ ဩငါလားလမ်းပေါ်လျှောက်သွားနေတဲ့လမ်းမင်းသားဟင်းမင်းတို့ရှင်ရရင်ရှင်ကြည့်လေ အော်မင်းကဒီလိုလားကဲရော့လာပြီဟဲ့ ခွင့်ပြုပါဦး မင်းကတစ်ချိန်တော့ငါ့ကိုကဲတင်ခဲ့ပြီးအခုငါသားကို နေပါဦးပြောခွင့်ရှိရင်ကျွန်တော်ကိုပြောခွင့်ပြုပါအရာရာကိုထင်ကြီးနဲ့ဆုံးဖြတ်မယ်ဆိုရင်အမှန်တရားဟာဖုံးကွယ်သွားပါလိမ့်မယ်စေတနာကိုရှေ့ထားပြီးလူသားတွေကိုမေတ္တာတရားနဲ့အကျင့်နာဖက်ပြီးကဲတင်တဲ့နေရာမှာယင်းဤမြုံနှံမှုဆိုတော့ရှိရပါမယ်ငယ်မှန်ကလက်ထက်ကဆောလုံးမင်းကိုကဲတင်တဲ့နေကြံစစ်သားဟာတရားခံဖြစ်နေပြေးခဲ့ပြီးမဲ့လွတ်ခဲ့ရတယ်ဦးသားကိုကဲတင်နေမဲ့နေရာမှာတော့ကျွန်တော်ကတရားခံဖြစ်နေချုံနှောင်ခဲ့ရတယ်နိုထဲမှာနစ်နေတဲ့လူကိုကဲတင်မယ်ဆိုရင်အရင်ဆုံးကဲတင်တဲ့လူဟာအ ਨੇ ဆုံးရှုပ်ပြီးခံဒါမှမဟုတ်ကိုယ်ပါနုံထဲမှာနှစ်ပြီးတေလိမ့်မယ်ရေနဲ့တဲ့လူကိုလည်းကဲတင်မယ်ဆိုရင်လည်းပထမယေရှုခံမယ်အကယ်မတိုင်တော့ကိုယ်ပါနှစ်ပြီးတေလိမ့်မယ်အခုဟာကအဲ့ဒီလိုဖြစ်နေတဲ့ဦးသားကိုကဲတင်တဲ့စေတနာနဲ့ဖြစ်သွားတာကဟာကျွန်တော်ဘယ်လိုပြောရမလဲဗျာကျွန်တော်ဘယ်လိုပြောရမလဲဒါတွေကိုကျွန်တော်နားလေတယ်ဗျာဒါပေမဲ့ ဒါပေမဲ့ ဦးနားလဲပါလေကွာမင်းဟာဦးသားကိုလည်းမကဘူးတစ်ချိန်ကဦးကိုပါဒီလိုဒုက္ခတွေကြားခဲ့ကဲခဲ့တယ်ဦးမမေ့ပါဘူးကျေးဇူးလည်းတင်ပါလေအခုကိစ္စမှာဦးသားကိုလုပ်တဲ့တရားခံအစ်စ်ဟာမင်းမဟုတ်ဘူးဆိုတာဦးနားလဲသဘောပေါက်ပါတယ်အော်စခန်းမကြီးခင်ဗျာဒီတငယ်ရဲ့ရိုးသားတည်ကြည်ပုံကိုကျွန်တော်ကိုယ်တွေ့သိထားတော့ဒီအမှုကိုပိတ်ချင်ပါလေဖြစ်နိုင်မှာမလား ဟာခက်ထားတယ်ဗျာဒီ case ကရာဇဝကျောင်းဝင်နေတယ်တကယ်လို့ဥသားမသိဘူးဆိုရင်တော့ဥတို့သားဖသဘောနဲ့အမှုကိုပိတ်လို့ရပြီမဲ့မတော်တဆသူ့သားခြေချော်လက်ချော်ဖြစ်သွားရင်တော့ရာဇဝပြစ်မှုအရာဒီအခွင့်ကြမှာ ဟုတ်ကဲ့ကျွန်တော်သဘောပေါက်ပါတယ်ကဲမင်းကြားတဲ့အတိုင်းပဲကွာဦးလည်းတတ်နိုင်ဆုံးတော့ဖြည့်ရှင်းပေးမှာပါလောလောဆယ်တော့ဦးသားကျမ်းပါရေးအတွက်ဖြည့်ရှင်းပေးရအောင်မယ်သူမသိရင်တော့ချက်ချင်းပြီးသွားမှာပါမင်းဘာမှအားမငယ်နဲ့ ဟုတ်ကဲ့ဩဒါနဲ့ဦးလေးတို့စောစောကပြောတဲ့လိုအပ်နေတဲ့သွေးကဘာအမျိုးစားလဲ AB အမျိုးစားပါကွယ် ဒါဆိုတော့ပဲကျွန်တော်သွေးက AB ပါဖြစ်နိုင်ကျွန်တော်လူပြစီ မင်းလှူရင်တော့အချုံနဲ့ပဲသွား ဟိုဗျာလက်ထိတ်မကတ်လို့ခြေချင်းပဲခက်ခက်ကျုပ်လူဖို့ပါအဓိက ကဲဒါဆိုသွားကြစို့ အမလီမောင်မင်းကြီးသားကဲပြီလူဒါပါနဲ့ဆိုရင်၃ညီရှိသွားပြီကဲသားရီမင်းကိုကြောလိုက်ပါ ဟာမလုပ်ပါနဲ့ तू မသေးလို့ကျုပ်အချုပ်ကလွတ်တာကျုပ်ကတော့ပြန်ပြီးကြောဟာမှာ ဒါတော့လေဒါပေါ့ကွာအခုကဥကိုတွေမကဘူးဥရဲ့သားအသက်ကိုနှစ်ကြိမ်တိုင်တိုင်ကဲခဲ့တော့ မလိုပါဘူးယာလူတစ်ဖက်သားကိုကူညီရမှာကကျွန်တော်တို့လူသားတိုင်းရဲ့တာဝန်ပါ စဆုတယ်လို့တော့မထင်နဲ့နော်တီလေးရဲ့မိဘများကောဘယ်မှာနေလဲပြောပြနိုင်ရင် သိရပါတယ်သိရပါတယ်ကျွန်တော်ဟာအချိန်ကခုချိန်မှာတကောင်ကြွက်ပါကျွန်တော်ဆိုတဲ့ကောင်ဟာမော်လမြိုင်စန်းကြီးကပါနာမည်ကကန်ကောင်းဆိုပေမဲ့ကန်ကြောင်းမလှတဲ့ကျွန်တော်ဘဝမှာမိခင်အိုနဲ့
မေအမေအခုချိန်ဒီမအိတ်သေးပဲဘာလို့လုံတာလဲ ။အော်တာရဲ့မနေ့ပဲပြူရောင်းထပ်ဖို့ပဲဆန်လေးကြီးပြုတ်မလို့တာရဲ့တာအိတ်တော့လေတားလေးမနဲ့ကြောင်းတရားအောင်မယ်မဟုတ်လား အိတ်ပါမေမေရဲ့မေမေမှလည်းမနဲ့ပဲပြုတ်ရောအိမ်ကလည်းဝှေ့လျှော်သူများလုပ်တွေလိုက်လုံနေရနဲ့နားရတယ်မရှိဘူး ။အော်ဒီလိုပေါ့တာရဲ့မရှိတဲ့လူကရှိအောင်ရှားတယ်။ချမ်းသာတဲ့လူတွေကလည်းဒီချက်ပိုးပြီးကြွယ်ဝချမ်းသာအောင်ကြိုးစားရှာကြတယ်တာ။လောကကြီးထဲမှာလူရဲ့လူဖြစ်လာရင်အတော်မတတ်နိုင်တဲ့လောဘဒေါသမောဟစိတ်နဲ့အကောင်အဆိုးနှစ်ဖြာတွန်းတွဲပြီးရုန်းကန်ကြတယ်လေဘဝအမျိုးမျိုးကိုရင်ဆိုင်နေရတာဟာမဆမ်းပါဘူးသားရဲ့ ဒါတော့လေဒါပေါ့မေမေရဲ့မေမေပြောသလိုပဲပေါ့လုံးသိလုံးထိုက်တာကိုလုပ်ရမှာသားတို့လူသားတွေရဲ့တာဝန်ပဲဆိုဖြစ်တာမဖြစ်တာတော့ကံတရားပေါ်မှာလဲ ကံတရားကိုယုံစားပြီးစူးပုံကိုနင်းစူးစူးမှာပေါ့သားရဲ့တကယ်တော့ကံဆိုတာပြုတ်လို့သူကိုပြုတ်လို့လိုက်လို့ပေါ်ပေါက်လာတဲ့ဟန်ပြတက်ရောက်မှုကိုပြောတာခွေတာဥပမာတူတယောက်ကိုနစ်နာစီလိုတဲ့သဘောနဲ့ကိုကနှိမ့်ဆက်ရိုက်ပုတ်လိုက်တဲ့အကြောင်းတရားဟာကိုကိုလည်းတနေ့မှတယောက်တော်သူကဒီလိုဝဲတံပြန်နှိမ့်ဆက်ရိုက်ပုတ်ဖို့ပေါ်ပေါက်လာတတ်တယ်တာရဲ့တခါကိုပေါ်မှာရှိတဲ့အချိန်မှာပေးကမ်းဆွန်ကျဲထားတဲ့ဒါနရှိခဲ့ရင်လေကိုကိုပြန်ရောက်ပေးကမ်းဆွန်ကျဲတဲ့အလူရှင်ကလေပေါ်ပေါက်လာတတ်တယ်တာဒီလိုအပြန်အလှန်လှုပ်ဆောင်မှုကိုကံတရားလို့ခေါ်တာတာလေးမှတ်ထားနော် ဒါဆိုအခုလို့ကျွန်တော်တို့ဆင်းရဲနေတာဆွေမျိုးကင်းမဲ့နေတာလေတစ်ချိန်ကဒီလိုလှုပ်ထားလို့ပေါ့နော် ဟုတ်မှာပေါ့တာရဲ့ဒါပေမဲ့မိမိတို့ဟာဆင်းရဲပေမဲ့ရိုးသားတယ်ပွင့်လင်းနေသူများပစ္စည်းကိုမခိုးဘူးမဖွက်ဘူးမလိမ်ဘူး ဟုတ်ကဲ့ တမအာဇီဝနဲ့လုတ်ကင်စားတော့တာကိုငါသားလေးလည်းအမြင်ပဲမဟုတ်လားဒါတွေကိုပြောပြရရင်တော့တထောင်တညပုံမြင်လို့ကုံဆုံးမှာမဟုတ်တော့ပါဘူးသားလေးရေတကယ်သားလည်းမနဲ့ကြောင်းတရားအောင်မှမဟုတ်လားသားသွားအိတ်တော့နော် ဟုတ်ကဲ့မေမေကိုသားကြော့ပါတယ် အေးကွယ်သားအောင်မယ်ကံကောင်းကဒီနေ့အင်ကြီးအစ်စ်လုံကြီးအစ်စ်တွေနဲ့တဲပြီးလာနေပါလားကွာဘယ်အလူသွားမလို့လဲ အလူသွားမဟုတ်ပါဘူးကွာဘာကြီးဖို့လူကအလုပ်ပေးမယ်ဆိုလို့ အောင်မယ်ကြီးကျယ်လို့ကွာမင်းရွယ်နဲ့ဘာအလုပ်ရမှာမို့လို့လဲအော်တိပြီဘာကြီးဖို့လူအိမ်ကနပြာကြီးကိုရေချိုးပေးဖို့နဲ့နွားစာဆင်းပေးဖို့ပဲဖြစ်မယ်ဟုတ်တယ်မဟုတ်လားကွာ ။အိုကွာငါဘာငါနွားစာစင်းကိုမကားလို့နွားကြီးပဲကြုံရရိုးသားတဲ့လူတွေမြဂုံရှိတာကြီးပဲကွာ။မင်းတို့နဲ့မဆိုင်ပါဘူး အောင်မယ်ကြီးကျယ်လို့တန်ရစကားပြောစမ်းပါကွာမုတ်ဆိုးမသားကများလူဘာဝလို့ ။အေးငါမုံဆိုးမသားမင်းတို့ကမယံငယ်မသားတွေကွာ။စကားပြောသိမ့်မရှိနဲ့ငါသွားမယ် ဟေးကံကောင်းမစားလွတ်ပြီလေဟာဘာတွေလုံနေတာလဲဟာနင်းရွယ်တဲမှာလည်းမုံနေအများကြီးဘာလို့မလို့လဲ ။ဘာမလုပ်ပါဘူးဟာဘာကြီးဖို့လူကငါ့ကိုဒီမုတ်တွေရောင်းပေးဖို့ပြီးလိုက်တာ။ငါတစ်ထုပ်ရောင်းပြီးရင်ငါပြအမျက်ပေးမယ်တဲ့ နင်ကအခုမစားတဲ့ချိန်မှာဇေရောက်မယ်ပေါ့လေဟုတ်လား ။အေးငါအခုလိုဈေးရောင်းတော့အမေတော့မပြောနဲ့နော်။အမေသိရင်ငါ့ကိုရိုက်မှာဟာ။ငါရောင်းလို့ရတဲ့အမျက်တွေကိုဘာကြီးဖို့လူစီမှာအပ်ပြီးတော့နောက်တစ်ချိန်ကျရင်အမေကိုငါပေးဖို့ရည်ရွယ်ထားတာ အေးပါဟာမပြောပါဘူး အာဘာလို့နဲ့ဆယ်ရအောင်စိမ်းတော့ဒီနေ့ထွက်ပြီပဲဟာရှင်မိ မလေးကန်ကောင်းရေမြို့ငါရှာလဲရတာနှံ့နေတာပဲနင်ဒီမှာဘာလာလုပ်နေတာလဲဒီနေ့အောင်စင်းထွက်တယ်ဟာအဲ့ဒါနင်မသိဘူးလား ငါသိပါတယ်ဟာအဲ့ဒါကိုစဉ်းစားနေတာ အမလေးနင်ဘာမှစဉ်းစားမနေနဲ့တော့နင်အောင်နေဟာအောင်နေ အော်ခက်တယ်ရှင်မိခက်တယ်
တခါတလေအလွယ်ဆုံးအရာအခက်ဆုံးဖြစ်နေတတ်တယ် အမဘာလဲနင်ကကြောင်းစစ်တဲ့ဆရာပစ္စာမရှိဘူးလို့ပြောမလို့မလား ဟုတ်လားဟုတ်ပါရှိပါငါလောက်ခါတယ်ဘာကြီးဖိုးလို့စီမှာအပ်ထားတာအခုဆို2300လောက်ရှိနေအမေလည်းငါ့အတွက်စုထားတယ်လို့ပြောတာပဲဟာ ဟာဒါဆိုအေးအေးစီစီကြောင်းစစ်တက်နိုင်တာပေါ့ဟာ ငါအမေကိုခွဲပြီးကျောင်းဆက်တက်ရမှာရဲ့နောက်ပြီးငါအလုပ်အားကတွေကိုထုတ်တိုးရမှာရဲ့ အမလေးဟာနင်ကလေရေတွေကများလိုက်တာငါဘာမှမတော့မသိတော့ဘူးကဲနင်ဘာလုပ်ချင်လဲပြော အမေကိုနားခိုင်းပြီးငါအလုပ်လုပ်မယ်ပြီးတော့ ဟာကွာရှားလိုက်ရတာကံကောင်းရမင်းအမေဘာဖြစ်မှမသိဘူးရွာထိပ်ကတာကြီးတို့အုပ်စုပွက်ချီသွားကြပြီကွာ ဟေးဒါဆိုငါတော့မှရှင်မိ ညူညူငါလေးမကန်တော့ ဆရာကျွန်တော်မေအခြေအနေကိုသိပြစေ ခမရမေကပင်မတန်နေစုပြီးခံရတာပဲအစာမစားလို့ဥချင်းပြီးအစာအိမ်ကျုံနာရဲ့နှလုံးအားနေတာရဲ့အနောက်ရင်ချက်ပန်းတာကဖောက်လာတော့ဒီချိန်ထဲမှာယောဂါတွေစုပြီးတော့ခံလိုက်ရတာ ဟုတ်ကဲ့ တကယ်တော့ဗျာကိုအနာမပေးပဲမစားမတော့ဖဲနဲ့အေးရပြက်ပင်မခံတဲ့တန်နေစုပြီးဒီလိုဖြစ်ရတာ ဒါဆိုကျွန်တော်ဘယ်လိုလုပ်ရမှာလဲ ကောင်းတာကတော့ဒီမှာကုလာတဲ့မြို့မှာတက်ပြီးကုတာရဲ့အကောင်းဆုံးပဲဗျာ ကန်ကန်အမေအခြေအနေဘယ်လိုနေသေးလဲဆရာဝန်ကဘာပြောသွားသေးလဲ ဆရာဝန်ကမြို့တက်ပြီးကိုရင်ကောင်းမယ်တဲ့ဒါပေမဲ့အမေကမလိုက်ဘူးမသွားဘူးညင်းနေတော့ခက်နေတဲ့ရွှေမိနောက်ပြီးဆရာဝန်ကအမေကိုစိတ်ဆင်းရဲဖြစ်အောင်မလုပ်ရဘူးတဲ့ဆေးတော်ပဲတက်ရမယ်ဆေးလက်မှတ်ရေးပေးသွားတယ် ဒီဆေးတွေကဘယ်မှာဝယ်ရမှာလဲဟာ မြို့တက်ပြီးဝယ်ရမှာပဲလေဆေးတပလင်းကိုအနည်းဆုံး80-90လောက်ကြာမှာဆေးတွေကအများကြီးဝယ်ရမှာငါအခုဘာကြီးဖိုးလူစီမှာသွားပြီးငါစုထားတဲ့ငွေတွေကိုတောင်းတော့မယ် ဒီလိုဆိုငါမလိုက်မလေ ဟာနေနဲ့လိုပဲဖြစ်မလဲအမေနားမှာနေပြီးအချင်းတွေကိုကြည့်ပြီးစမ်းပါဟာငါအခုပြန်လာမှာပါ အေးသွားသွား ဘာကွာမင်းစုထားတဲ့ငွေ1000ကျော်တွေက900လောက်ပေးပါဟုတ်လား ဟုတ်ပါတယ်ဗာကြီးအမေအချင်းတွေကတနေ့တခြားပိုးပို့ပြီးစိုးနေလို့ပါနောက်ပြီးဆရာဝန်ကလည်းမြို့တက်ပြီးဆေးဝယ်ခိုင်းလိုက်လို့ပါ အေးမင်းအမေချင်းနေဆိုတာကငါအလုပ်မဟုတ်ပါဘူးမင်းပေးထားတဲ့ငွေကလည်းငါအသုံးထဲမှာလက်လွန်သွားမိပြီကွာ ဗျာဗာကြီးဘယ်လိုစကားပြောလိုက်တာလဲ လူစကားပြောလိုက်တာလေမင်းပေးထားတဲ့ငွေတွေငါပြန်မပေးနိုင်တော့ဘူးလို့ပြောနေတာကွာသိလား ခမညာကြီးတိတ်မရိုင်းပါလားဘယ်နဲ့ဗျာချွေးနဲ့သွေးနဲ့အပိမန်းခံပြီးမစားရမတောက်ရနဲ့စုဆောင်းထားတဲ့ငွေကိုမပေးဘူးလို့နစ်နဲ့တီးတီးပြောလိုက်တာတော့မကောင်းပါဘူး ဒီမှာဟဲ့ကောင်းတာမကောင်းတာငါမသိဘူးငါသိတာကမင်းကိုငါပတ်စံမပေးနိုင်ဘူးမကျေနပ်ရင်မင်းကြိုက်တဲ့နေရာကိုသွားတယ်ဒါပဲ အော်ဒီလိုလားဒီမှာဥဖို့လူခမ ्या ကိုကျုပ်အပ်ထားတဲ့ငွေပြန်ပေးလားမပေးဘူးလားတခုံးနဲ့ပြောဗျတခုံးနဲ့ပြော မပေးဘူးကွာမပေးဘူးမင်းငါ့ကိုဘာလုပ်မလဲဟဲ့ကောင်မင်းငါ့ရင်ကအခုဆင်းသွားစမ်း ကောင်းပြီလေတက်ဆိုင်ရာကိုတိုင်ပြီးကျုံငွေကိုပြန်ယူရမှာပဲ ဘယ်နဲ့ကွာလူကြားလို့မှမတော်ဟဲ့ကောင်နှမီစုပ်ကချင်းသိမင်းကိုအစာရှာကျွေးတယ်လို့ဟဲ့ကောင်ကန်ကောင်မင်းတိထားဖို့ကလေငါလိုလူကုန်တန်တယောက်ကမင်းလိုတနေ့လုံးတနေ့စကလေးကဝကောင်စီကငွေယူထားတယ်ဆိုတာဘယ်သူကယုံမလဲကွာဟမ်တော်စမ်း အကောင်ကြီးပြီးအချိန်စီးတဲ့မြေခွေးခမ ्या ပါစပ်ကိုပိတ်ထားလိုက်ဖျားမလို့ကိုးွယ်မိတယ်ဖွတ်ထွက်မှတောက်မှုမှသိရတယ်အသေးနာကိုကောင်းလိုက်တာကွာအခုနေကြောက်မိတော့ပြဿနာရှိနေလို့ရာဇဝင်ကျွေးကိုကျုပ်တနေ့ပြန်ဆောက်မယ်ခမ ्या တတိထား ကောင်းပါပြီတဲ့နှမီစုပ်ရဲ့
ကိုရဲ့ကျွန်တော်ဒီစာအိတ်လေးပေးထားပါခင်ဗျာကျွန်တော်အမေအတွက်စေဝါကလုံနေလို့ပါ လူမှုရေးအရာတော့ကူညီရမှာပေါ့ဗျာကဲလှုပ်ဟေးကန်းကောင် ခင်ဗျာ ဒီနေ့ငိမ့်မောင်တို့အိမ်မှာအိမ်ပြင်မလို့တယ်ကွာ ဟုတ်လား လိုက်မလားစားပြီးတောက်ပြီးငါးချက်ပေးမယ်ကွာ လိုက်မယ်ဗျာဒါပေမဲ့ကျွန်တော်ထမင်းမစားဘူးပို့ပေးပါအမေအတွက်စေဝါကလုံနေလို့ပါကိုညီပါဗျာအခုဘယ်လဲ အိမ်သာချင်းသွားတူးမလို့ကွာ ဒီလိုဆိုကျွန်တော်မလိုက်မယ်ဗျာအမေအတွက်စေဝါကလုံနေလို့ပါ ကဲဒါဖြစ်လဲလိုက်ခဲ့ကွာကြည်သေးတာပေါ့ ဟဲ့ကန်ကောင် ဟေး 你别笑多你啊，雷哈！ အလုပ်တွေလုပ်နေတာဟာဆရာဝန်ကလာသေးလား 你没钱，你还要明天带没哈？是啊，我嘞，你有得破吧？没嘞哈，谁摸的啦？谁摸的啦呢？ အေးပါဟာမနေ့ဖန်ဆိုငါမြို့တက်ပြီးဝယ်တော့မှာပိုက်ဆံလည်းပြည့်တဲ့လောက်ဖြစ်နေပါပြီ 哎吧，我这表他来吧没？你那看绵绵变哪个对啦？ အေးပါ 谁有嘞？给晒比喂喏，多加多嘞米牛没哈？比如牛我嘛，个白菜的呀嘞，对波的嘞，哎啦嘞，这里头呢。 စိတ်ချစမ်းမှရွှေမိရာကင်ကညောင်းမင်းသားရွာကိုခဏသွားလိုက်အောင်မယ်နင်ခဏစောင့်လိုက်အောင် 哎，走走。 ဆရာကြီးမှားထားတဲ့ပစ္စည်းတွေပါလာတယ် ဟာသာကြီးကတဲဟုတ်ပါလားကွမ်ဒါကြောင့်ငါတပည့်ကြီးကိုအားကိုးနေရတာဗောဟောဒါနဲ့အတော်ပဲကွာတလက်စားတဲ့ထပ်ပြီးငါ့ကိုကူညီပါအောင်ကွာ ဘာများလဲဆရာကြီး အော်ဒီပစ္စည်းတွေကို ဟုတ်ကဲ့ ကံကောင်းတော့အိမ်မှာဘယ်သူမှမသိအောင်ထားပြီးစမ်းပါကွာပြည်လာနဲ့ငါ့ကိုပြန်လာပြောကြားလား ဟုတ်ကဲ့ဆရာကြီးဟုတ်ကဲ့ 刚刚，你看绵绵变了喏。 စိတ်ချပါဟာငါချက်ချင်းပြန်လာမှာပါ ငါစိတ်ပူလို့ပြောတာပါဟာဟိုမှာရွာရဲကလူကြီးတွေရဲတွေနဲ့ဒီဘက်ကိုလာနေတယ်နင်ဘာတွေလောက်လာခဲ့လဲ ဟာငါကဘာလုပ်ရမှာလဲဖွားဟဲ့လွဲပါစေသူတို့ကသူတို့အမေအချင်းကိုလာကြည့်တာဖြစ်မှာပေါ့ဩကြွပါခင်ဗျကြွပါဘာအကြောင်းထိလို့လဲခင်ဗျာ စိတ်တော်မရှိနဲ့မောင်ကန်ကောင်ခင်ဗျာမနေ့ကမင်းတို့နေတဲ့ကျောင်းကလက်နှိပ်ဆက်တစ်လုံးစပွဲရင်နာယီအခြားကျောင်းပစ္စည်းတော်တော်များများအပြင်ကျောင်းရံမုံငွေ1000ကျော်ပျောက်သွားကြောင်းကို ရှင် ကျောင်းကြီးရဲ့တိုင်ချက်အရာစုံစမ်းစစ်ဆေးကြည့်တော့အဲ့ဒီကျောင်းရှိကမင်းတနေ့ညကအထုပ်တထုပ်နဲ့ဖြတ်သွားတာကိုတောင်သည့်ကျောင်းသားတို့ရဲ့လျှို့ဝှက်ပစ္စာအရာတောင်ရှိပုဂ္ဂိုလ်တွေနဲ့ဦးလေးဟုတ်မဟုတ်မင်းများစစ်ဆေးရှာဖွေဖို့လာခဲ့တာ ဟာကျွန်တော်ကြောင်းဘက်ကိုသွားလည်းမသွားဘူးဒါတွေလည်းကျွန်တော်မယူပါဘူးသိလည်းမသိဘူးဗျ ဟုတ်ပါတယ်ရှင်ဟုတ်ပါတယ်သူ့အမိမမလို့ဘဲမှမသွားပါဘူး ဟုတ်ပါတယ် အခုမှမြို့ကိုသွားပြီးတော့ဆေးဝယ်မလို့ပါ ဟုတ်ပါတယ်ဗျာ ကောင်းပြီလေဒါပေမဲ့အိမ်ထဲမှာရှာဖွေခွင့်တော့ပြုတ်တော့ ရှာပါခင်ဗျာရှာပါ ဒါနဲ့မင်းတို့အိမ်ထဲမှာဘာတွေလဲကွာပြတ်သမောင် ဒီပတ်စံတော့ဆေးဝယ်ဖို့ပတ်စံတွေပါခင်ဗျာ ဟာပြတ်သမောင်ကွာအလူ200ကျော်ကြီးများတော့ဒါပြင်မင်းဘယ်ကရတာလဲ အော်ဟိုဒါကသူ့အလုပ်အားနဲ့သူရှာဖွေစုဆောင်းထားတဲ့ငွေတွေပါရှင် ဟုတ်ပါတယ်ဟုတ်ပါတယ် ကဲအထဲမှာဝင်ရှာကြသားဟိဟုတ်ကဲ့ဟုတ်ကဲ့ဟာဒီမှာအနာကြီးတစ်လုံးနဲ့ចောင်းသုံးပစ္စည်းတွေအပြင်ငွေ300ကျော် ကဲမောင်ကန်ကောင်မင်းဘာပြောချင်သေးလဲ ဒါတွေကျွန်တော်မသိဘူးကျွန်တော်လုံးဝမယူဘူးကျွန်တော်မသိဘူး မလေးအင်းရှိမှာဘာတွေဖြစ်နေကြတာလဲကွယ် ဦးလေးတို့ကျွန်တော်တောင်းမှမှာလေဟာအမေအချင်းကြီးစိုးနေပါတယ်ဒီကိစ္စဟုတ်တာမဟုတ်တာဘေးဖက်ထားအောင်အမေအချင်းကြီးစိုးရင်ရတဲ့အချင်းကြီးဖြစ်နေလို့ပါခင်ဗျာဖြစ်နေလို့ပါနော် ဟုတ်ပါတယ်ရှင် ကျွန်တော်အမေနဲ့စကားနဲ့ပြောပြီးဦးလေးတို့ခေါ်တဲ့နေရာကိုလိုက်ပြီးရှင်းပြပါမယ်ခင်ဗျာခဏလေးပါနော်ခဏလေး ကောင်းပြီလေကောင်းပြီငါလည်းလိုက်ခဲ့မယ်မင်းတို့အပြင်ကစောင့်ကြဟိဟုတ် တာ
စောစောကအပြင်မှာစကားတန်နေအများကြီးကြားရတာရဲ့ဘာဖြစ်နေကြတာလဲကွယ်အမေကိုပြောစမ်းပါအိုးဘာမှမဖြစ်ပါဘူးတာအမေအတွက်ဆေးဝယ်ဖို့ဦးလေးတို့နဲ့လေတိုင်မင်နေတာပါအမေရဲ့မေးကြည့်ပါအမေဟုတ်ပါတယ်တော်သေးရခမရသားမြို့တဲ့စီးရုံဝယ်သွားရင်ကျွန်တော်တို့ခမရကိုဂယူရဆိုင်စောင့်ရှောက်ဖို့လို့ခမရသားကမှားနေတာဗျတာအကြာရှိမနေနဲ့နော်ဟုတ်ကဲ့ပါမေအပြန်လာပါတာရဲ့တို့ဒါနဲ့တကြီးမင်းတို့ဟိုတိုင်မှုပြလေးပါလေးခင်းပြီးလိုက်ဟုတ်ကဲ့မေဟုတ်ကဲ့ရပါတယ်ကျွန်တော်တို့အလုပ်ရှိလို့အခုပြန်မှာပါဒေါ်တိအချင်းနေဘယ်လိုနေသေးလဲလို့လမ်းကြုံလို့ဝင်မေးတာခင်ဗျမတတာပါဘူးတကြီးမင်းရဲ့စာမဝင်အိမ်မရချောင်းကလည်းတဟိုးဖြစ်နေတော့နေလူကတိတ်ပြီးတော့မကောင်းနေရလဲကြက်တယ်ကွယ်ကျမ်းမရေးတာဂယူဆိုင်ပါပဲခုလေခမရသားကခမရအတွက်စီးသွန်းဝင်မလို့တဲ့တာလေးကိုပဲအားကိုးနေရတာပါရှင်သူမရှိရင်ကျမမလဲဒီလောကကြီးထဲမှာနေရမယ်အိုးအမေဒီလိုစကားမပြောနဲ့လေအမေမပြောနဲ့ဒါအမေနာမှာအမြဲရှိနေမှာပါဗျအမြဲရှိနေမှာပါအမေတတ်တာသလိုနေပါမေယာအမေသားကိုဝမ်းနေတဲ့စကားကိုမပြောပါနဲ့နော်မေနော်အမေသားကလေအမေကိုတလုံးပြတ်သွားမှာမဟုတ်တာအခုလေမြို့မှာဆေးဝယ်တာမေယာဆေးသွားဝယ်မှာအလွန်ဆုံးကြာ3ရက်ပေါ့ရှင်မိလည်းနားမှာရှိနေတာပဲနော်မေနော်အမေဟုတ်ပါတယ်အမေရဲ့အမေနားမှာရှင်မိလည်းအမြဲရှိနေမှာပါကဲအောင်ကန်ကောင်းရင်သွားကြဆိုရင်ဟုတ်ကဲ့ဘယ်သွားမှလဲတာရဲ့ဟုတ်ကဲ့ဦးရှင်မိအားကိုပြစီဟာအေးပါနင်လာပြီးရင်မြင်ပြန်လာခဲ့ပါနော်ဒီလိုနဲ့တက်တေကံပစ္စည်းတွေမိရဆိုပြီးကျွန်တော်ကိုတရားဥပဒေနဲ့အပြစ်ဒဏ်ပေးလိုက်တယ်လေဒီလိုအပြစ်ဒဏ်ခံရတော့မှထရေမူကျွဲကိုပေါ်ဆိုသလိုပဲထမ်းတော့ထဲမှာမူမူယူနဲ့ကံကောင်းတော့ငါလက်ချက်နဲ့တော့ထိသွားတယ်အဲ့ဒီပြောတဲ့စကားကိုရွာကလူကြီးတွေကစစ်ဆေးလိုက်တော့ကျွန်တော်ကိုဗာကြီးဖိုးလူစီကငွေပေးပြီးခိုင်းလိုက်လေလို့သိရတယ်ဝန်ခံသွားတယ်ဒီတော့မှကျွန်တော်ကိုအပြစ်ကလွတ်ပေးပြီးတာကြီးနဲ့ဥဖိုးလူကိုဆက်ပြီးအပြစ်ပေးလိုက်ပါဥဖိုးလူလည်းထောင်ထဲမှာနှလုံးရောဂါနဲ့တည်တယ်လို့သိရတယ်ဒါနဲ့မြင့်မေတော်တစ်ကရောအဖေကကျွန်တော်ထောင်ကြတဲ့နေ့မှာပဲဆုံးသွားတယ်လေသင်္ဃာရနယ်ပယ်မှာတေးကြီးပျက်စီးကြတာဟာမဆမ်းပါဘူးဒါပေမဲ့ဗျာပတ်ဝန်းကျင်ကြောင့်ကျွန်တော်ဘယ်လိုပြောရမလဲဦးရေကျွန်တော်ဘယ်လိုပြောရမလဲကျွန်တော်ပတ်ဝန်းကျင်ကိုအသေးနာလို့မဆုံးဘူးနောက်ပြီးအမေသိတာကိုယ်တိုင်ဘာမှမလုပ်လိုက်ရဘူးမျက်နှာလေးတောင်မမြင်ရတယ်ကျွန်တော်ဘဝမှာလူတွေအားလုံးနေရာယူပြီးကျွန်တော်နေရာမှာခံစားကြည့်ပါလို့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့ဗျာဒါပေမဲ့ဦးလေးလည်းမင်းဘဝကိုအခုလိုသိရတာအတော်စိတ်မကောင်းပါဘူးတကယ်တော့ဒီလောကကြီးထဲမှာအပြောင်းလဲမျိုးမျိုးနဲ့လူကျမာလောကကျမာကိုမှောက်ချီလန်ကြီးလုံနေကြတဲ့လက်ဖွားလိုလူမျိုးတွေရှိနေကြတယ်လို့တရားနဲ့အမှန်တရားကိုလက်ဝဲကင်ပြီးတပြေးတသမတ်ထီလောကရဲ့အလှကိုဆင်နေကြတဲ့ခြီပွားလိုလူမျိုးတွေလည်းရှိပါတယ်ဒါတွေကိုမင်းသဘောပေါက်အောင်ဥရှင်းပြရမယ်ဆိုရင်ဓာတ်တဏိကနဲ့တာမြညာတဘာဝနဲ့နိယာမဆိုတဲ့သဘောတရားရေးရတွေကစပြောရလိမ့်မယ်ဟောတာပါလေကွာစလိတ်ဘူးပါဦးအေးဒီတမှုလုံးလေးထဲမှာစလိတ်တွေထည့်ထားလို့မင်းကစလိတ်ဘူးလို့ပြောလိုက်တာမှန်ပါတယ်ကောင်းပြီဒီစလိတ်ကိုငါအခုထုတ်လိုက်မယ်ဟောဒီဂွန်းတွေထည့်ပြီးငါလက်စွပ်နဲ့ဆွဲကြိုးကိုထည့်လိုက်မယ်ကွာဒါဆိုရင်ဒီဘူးဟာဘာဖြစ်သွားလဲရွှေဘူးပါဦးရဲ့ဟုတ်ပြီကဲဒီရွှေတွေကိုပြန်ထုတ်မယ်အဖုံးကိုထိတ်ကနည်းနည်းဖောက်လိုက်မယ်ကွယ်ပြီးတော့ပိုက်ဆံအကျွေတွေကိုဘူးထဲမှာအလီလီထည့်လိုက်မယ်ကွာဒါဆိုရင်ဒီဘူးဟာဘာဘူးဖြစ်သွားလဲရွှေဘူးဖြစ်သွားတာပေါ့အေးပေါ့
ငါထဲသမျှပစ္စည်းပေါ်မှာမူတည်ပြီးမင်းကဒီတန်ဘူးလေးကိုပြညတ်ချက်အမိနာမတွေအမျိုးမျိုးပြောနေလိမ့်ဒါကိုမင်းမှတ်ထားလိုက်ဟုတ်ကဲ့နောက်ပြီးတော့ငါထပ်မင်းမယ်ဒီဆလိပ်ဘူးကိုဘယ်မှာထားတယ်ကွာကဲ စလိပ်ဘူးကိုစပယ်ပေါ်မှာဒါမှမဟုတ်စလိပ်တောက်သူရဲ့အနီးဆုံးမှာထားမှာပေါ့ဟုတ်ပြီကောင်းပြီရွှေဘူးဆိုရင်ရောဘယ်မှာထားမလဲအတုံးမပြုတ်ပဲထားမယ်ဆိုရင်တော့လုံုံတဲ့နေရာဒါမှမဟုတ်မိကန်တက်တာမှာထားမှာပေါ့အေးတန်ဘူးလေးတွေကိုထည့်တဲ့ပစ္စည်းတန်ဖိုးပေါ်မှာလိုက်ပြီးထားရမယ်နေရာဒေသဟာပြောင်းလဲသွားတယ်ဒီလောက်ဆိုလုံလောက်ပြီလို့ထင်တယ်ဒီတော့ဘယ်လိုပစ္စည်းပဲထည့်တဲ့ဘူးဟာဘူးပဲတစ်တာဖြစ်သွားသလားမဖြစ်ပါဘူးဒါဆိုရင်ဘူးဟာဘယ်လိုအရာတွေကိုပဲထည့်ထည့်ပုံသဏ္ဍာန်မပြောင်းပဲနဲ့ဘူးအသွင်နဲ့ပဲရှိနေတဲ့အတွက်ယာယီအပြင်သဘာဝပစ္စည်းတစ်ခုလို့သတ်မှတ်လိုက်ဟုတ်ကဲ့ဒီလိုသတ်မှတ်ချက်ကိုအသုံးပြုသူရဲ့အပေါ်မှာလိုက်ပြီးပြောင်းလဲခြင်းဒါမှမဟုတ်နိစ္စအပေါ်မှာလိုက်ပြီးသတ်မှတ်ခြင်းဟာနိယာမလို့ကောက်ချက်ချရမယ်ဟုတ်ကဲ့ပါဘူးဒါဆိုရင်တဘာဝပြောင်းလဲတာလားနိယာမကပြောင်းလဲတာလားဟုတ်ကဲ့ပါဦးနိယာမကပြောင်းလဲတာပါဒါဆိုရင်တဘာဝကအဓိကလားနိယာမကအဓိကလားအမှန်တရားကိုဖော်ထုတ်တဲ့နေရာမှာတဘာဝကအဓိကပါကဲစကားတော့ပြောလို့ကောင်းတယ်ကွယ်ငါမှလည်းဝိတက်ဖို့ကိစ္စရှိနေသေးတော့မင်းရဲ့အဓိကကြတဲ့လိုအပ်ချက်ကိုသာဥစီမှာတောင်းပြီးယူသွားပြီတော့အဖြူနဲ့အမဲအမှန်နဲ့အမားကိုခွဲခြားစိတ်ပြပြီးဘဝအတွက်မိမောင်ထိုးပြတဲ့ဥရုရဲ့ကျေးဇူးကိုကျွန်တော်ဘယ်တော့မှမမေ့ပါဘူးနောက်ပြီးဒီကျေးဇူးကိုလည်းကျွန်တော်ဘယ်လို့မှလည်းဆက်လို့မကုံတော့ပါဘူးဥယျာဉ်မကုံတော့ပါအခုမေးတဲ့မေးခွန်းကိုဖြေရရင်ကျွန်တော်တို့အဓိကကြတဲ့လိုအပ်ချက်မှားအောင်လှုပ်ဆောင်ဖို့အတွက်ဒါမှမဟုတ်အကျိုးရှိတဲ့တမန်အာဇီဝလုပ်ငန်းနဲ့ဆက်ပြီးလုပ်မယ်လို့ကျွန်တော်ဂရုပေးပါအေးကွယ်သာဓုသာဓုသာဓုရိုးသားစွာလောက်ကင်မယ်ဆိုရင်တော့လောလောဆယ်မင်းအတွက်စားဖို့တောက်ဖို့ငွေ900ကိုဥပေးလိုက်မယ်စိတ်ချပါဦးတစ္ဆာတရားကိုအခြေခံပြီးကြာရနေရာကနေတောင်းကိုကြည်ပြီးအောင်ထမ်းဆောင်ပါမယ်လို့ဂရုထပ်ပြီးပေးပါဒါပေမဲ့ဥရဲ့ငွေနဲ့ဥသွားခိုင်းတဲ့နေရာကိုတော့ကျွန်တော်မသွားပြစေအခုလုံနေရတဲ့စိုက်ကားနဲ့အလုပ်ကုန်ထမ်းတဲ့အလုပ်ကိုမမောပါနဲ့ဥရဲ့သွားခွင့်ပြုပါဦးအာအေးဟိုမင်းလှုပ်ရှင်တဲ့အလုပ်ကိုလည်းလှုပ်ပေါ့ဥမတားလို့ပါဘူးဒါပေမဲ့ငွေ900ကိုတော့ယူသွားပေးတဲ့လူကစေနာနဲ့ပေးရင်ယူတဲ့လူကစေနာနဲ့ယူတတ်ရတယ်ရော့ဥကျွန်တော်ကြောခဲ့ပါတာဓုတာဓုတာဓုရွှေမိမင်းရွှေမိမဟုတ်လားဟဲကန်ကောင်းဒီကန်ကောင်းမလားဝင်းတာလိုက်တာရွှေမိဟာဝင်းတာလိုက်တာကြည်စမ်းတာလို့ဝါလို့ဟာကန်ကောင်းငါလေးဝင်းတာရဟာငါနေ့ကိုတွေ့ရတာလေပြောင်းနေတဲ့ပစ္စည်းတစ်ခုကိုပြန်တွေ့ရတယ်လို့ပဲငါသိဝင်းတာတာပဲနင်အခုဘာတွေလုပ်နေလဲအလောက်ကစုံနေတာပဲဟေးနေတာကတော့ဘူတော်လမ်းမှာနေတာနောက်ပြီးတော့ငါတိတိမြိုင်လေသူဒီတိဝဲမူတာဒီဘက်ကရှင်ကြောင်မင်းတက်လန်းဆိုဓမ္မပါလာကျောင်းဆိုမေးလိုက်ရတာပဲကံကောင်းဆိုအကုန်လုံးသိတာပဲဟာအဲ့ဒီတိုင်းသားလက်ဖေးဆိုင်လည်းရှိတယ်ဒေါ်သားများတို့ဦးသိန်းမြင့်တို့လည်းရှိတာပဲအဲ့မှာဆိုဝင်ဝင်ချင်းမေးလိုက်လေရတယ်ဒေါ်သားများကဦးသိန်းမြင့်မေးလိုက်သူတို့ကကံကောင်းတာဘယ်မှာနေလဲဆိုတာမေးလိုက်အကုန်လုံးသိတယ်ကဲပါဒါလေးအတာထားစမ်းပါဒါစကားပြောရအောင်အားပါရဲ့ဟာအေးဟာအခုလိုနင်းဘဝဖြစ်စဉ်ကိုသိရတာငါလည်းစိတ်မကောင်းပါဘူးငါလည်းနေရွာကထွက်သွားပြီးကမြို့ကလူတွေနဲ့နင်းသတင်းကိုမေးပြီးစုံစမ်းပါသေးတယ်နောက်ရန်ကုန်တက္ကသိုလ်တက်တယ်လေအဲ့ဒီတုန်းကလည်းစုံစမ်းတာပဲဟာနင်းကခြေရဖြောက်စိတ်ကောင်းလို့လားငါကပဲအသုံးမကျလို့လားမသိဘူးဘယ်လိုမှနင်းကိုစုံစမ်းလို့မရဘူးအေးငါနောက်ဘွဲယူပြီးရွာမှာအလဲတန်းပြဆရာမလှုပ်သေးတယ်ဟာဟုတ်လားအေးလေအခုမကြခင်ပဲရန်ကုန်ကိုပြောင်းလာတာဩ
ငါအထက်တန်းကျောင်းဖြစ်တဲ့စိန်ဖလို့မှာတာဝန်ကြတယ်လေငါတို့အားလုံးအပါအဝင်မြင်းဒီကုန်းမှာနေရတယ် အေးဘောဟာပညာပါရမီရှိပြီးငွေကြေးတက်နိုင်တဲ့လူတွေဟာဘဝအတွက်အောင်မြင်မှုတရဖူကိုစောင့်နိုင်တာပေါ့ငါမှာတော့ဘဝမုံတိုင်းလောကဓာတ်ရဲ့လှိုင်းတဘိုးတွေရိုက်ခတ်မှုကြောင့်ကမ်းမမြင်လမ်းမမြင်စံတော်ဝါနဲ့လမ်းပြောက်ရင်လမ်းလျှောက်ခဲ့ရရွှေမိ စိတ်မကောင်းပါဘူးတောင်မတင်ရေမကြဘဝနဲ့ထိန်းချုပ်သူကင်းမင်နေတဲ့ဗျမ်းပရာဖြစ်သွားတာပါတကယ်တော့လူသားတွေမှာနည်းနည်းတဲ့ခံယူချက်နဲ့ဥတီချက်မရှိရင်အလကားပဲကံ မင်းပြောတာမှန်နေရင်မန်းချက်တွေရေရွယ်ချက်တွေရှိတယ်ဒါပေမဲ့ငိုတလဲရီတလဲမမျှတတဲ့လောကကြီးကိုစိတ်နာတယ်ဟာစိတ်နာတယ်ချမ်းသာတဲ့လူတွေကမတရားချမ်းသာဆင်းရဲတဲ့လူတွေကလည်းတပြားမှကုန်းကောက်ဆရာမရှိဘူးဒါတွေကိုသိနေတဲ့ငါကကိုချင်းစာလို့မရှိတဲ့လူဒန်းစားတွေကိုငါတတ်နိုင်တဲ့ဘက်ကရက်တီပေးတယ်လေငါစိတ်ဓာတ်ကိုနင်သိပါရဲ့ဟာနင်သိပါလေ အေးလေနည်းရဲ့စေတနာတွေနဲ့လူရက်တွေကတော့ဂုဏ်ယူစရာပါပဲကံကောင်းရာဒါပေမဲ့ကိုဖြစ်ချင်တာမဖြစ်တိုင်းလှုပ်ချင်တာကိုလှုပ်လို့မရတိုင်းလောကကြီးကိုအပြစ်တင်ပြီးတေခံရှားနေတာတော့မကောင်းပါဘူးဟာတကယ်တော့လောကကြီးကတတ်မဲ့အရာမှုအပြစ်ကင်းစင်ပါလေရှုပ်ထွေးပွေလီပြီးလောကအလှကိုဖျက်နေတာကသက်ရှိလူသားတွေပါ ဟုတ်တယ် ညံလဲသူများတွေအတွက်ကူညီတာလဲကူညီပေါ့ကို့အတွက်လဲရက်တီမှုတစ်ခုဇောက်ချလွတ်အောင်ပေါ့ဟာအမြဲတမ်းနင်ဒီလိုရှောက်လို့နေလို့ဘယ်ဖြစ်ပါမလဲနင်ကြောင်းပြန်တက်ဆမ်းပါဟာ အေးဟာအကောင်းဆုံးကတော့နင်အခုယောက်ျားရတယ် မရသေးဘူးဟာဘာဖြစ်လို့မေးတာလဲ ဟာဒါဆိုငါ့ကိုယူလိုက်ပါလားဟာ ဟာနင်ဟာလေတော်တယ်နီး ဟုတ်တယ်သူများလိုနှလုံးသားတွေဘာညာတွေငါမဖက်စီးတတ်ဘူးဟာချစ်လို့ချစ်တယ်ပြောတာနေစိတ်ဆိုးလားရှင်မီ ဟေးအိုးပြောလိကေးပြီပါလားဒါအေးဆိုင်ဟာပါညာမဟုတ်ဘူး ဟာအေးဆိုင်ထဲမှာဒီစကားမျိုးမပြောရဘူးလို့ဘယ်ဆိုင်တိုင်းကဥပဒေထုတ်ထားတယ်ငါ့ကိုပြောသားငါဘွားကိုနေနားလေနေနားလေဆုံးမှာရွှေမိဟာနေနားလေဆုံးမှာငါ့ကိုနေမဲတောင်းတက်ချင်နေဆိုပြောဟာရွှေမိဟာပြောတော့နေဘက်ကနေပါဇက်ကလေချစ်တယ်မဟုတ်လားချစ်တယ်လို့ပြောလိုက်စမ်းပါဟာပြောစမ်းပါငငယ်လေးတွေကလည်းနေကချစ်လာတာပါဟာနေတိတာပဲပြောငါရှင်ထဲမှာလည်းဒီမှာတမျိုးကြီးပဲဟာဘလူကြီးလည်းမသိဘူးရေကဲတော့မျိုးချတာဘလူပဲငါပြောတော့နေစိတ်ဆိုးသွားပါလား အိုးတော်ပြီဟာငါပြတ်မယ်ရော့ငါလိမ့်စာရန်ကုန်သားကြီးဖြစ်ပြီးတော့ဒီလောက်တောင်အားရသလားကံကောင်းရ ဟာဒါဆိုနေငါ့ကိုချစ်တယ်ဗောဟာဝင်းသားလိုက်တော့ကွာငါတော့ဒီနေ့ဝင်းသားတော့ဒီနေ့ကဝင်းသားနေဟာအမလီလီနော်စောစီကပြောလိုက်ငါအလုံးကြီးကြောက်သွားမှာဗော ဘဝကိုလှဆင်နိုင်ပြီကျင်နာသူတို့နှလုံးသားမှာစမ်းရည်လေးတွေပန်းလှလေးတွေတသွင်သွင်တငိမ့်ငိမ့်သိမ့်သိမ့်မြူးမြူးကြည်နူးခဲ့ကြပြီလေပြေလေးရင်တိုက်ခတ်ခြင်းဖြင့်တန့်ရှင်းဝေစာတာယာကြည်နူးခဲ့ကြပြီဘဝကိုလှဆင်နိုင်ပြီကျင်နာသူတို့နှလုံးသားမှာစမ်းရည်လေးတွေပန်းလှလေးတွေတသွင်သွင်တငိမ့်ငိမ့်သိမ့်သိမ့်မြူးမြူးကြည်နူးခဲ့ကြပြီလေပြေလေးရင်တိုက်ခတ်ခြင်းဖြင့်တန့်ရှင်းဝေစာတာယာကြည်နူးခဲ့ကြပြီဒီဇလန်မှာပါဝင်လှုပ်ရှားထားကြသောအမှုပညာရှင်များကတော့ Academy စိုးရွှေ Academy အေးအသင်းဒီလိုကအဓိကပါဝင်တည်ဆောင်ထားကြပြီးကြိုက်လက်တယ်လားဖေအောင်ကျော်ကျော်ရွှေချန်တန်းမြင့်ကလေးဇက်ဆောင်အောင်ကျော်မှုလက်လက်အောင်ဇော်ထွန်းနေမင်းအောင်ဟင်္ဒရလှိုင်ဝင်းထွန်းအုတ်ကျင်းတန်ကြောင်းခင်မိုးမြင့်တို့ကအားပြေထားကြပါတယ်ဇလန်မှာတေးသချင်းများကိုဖေအောင်ကျော်ကျော်ကရဲဆက်တီဆိုပြီးဟီတာမှုဟီတာကျော်သူရနဲ့နောက်တို့ဒုရိယာအဖွဲ့ကတီးမုံပေးထားကြပါတယ်ခင်ဗျာညောင်တို့စောထွန်းနိုင်ကကြီးကြပ်စီစဉ်ညွှန်ကြားပြီးဥတင်အေးရန်ကုန်စတီဒီယိုကအတန်ဖမ်းပေးထားပါတယ်တောတာရှင်ပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ